YUS College အနေနဲ့ကျောင်းသားကျောင်းသူတွေကိုနိုင်ငံတကာအဆင့်မီရဲ့ပညာရေးစနစ်တစ်ခုကိုဖန်တီးပေးခြင်းတဲ့အတွက် ABE program ကိုတရားဝင်မိတ်ဆက်ပေးပြီးတော့မှဆောင်ရွက်သွားပေးမှာဖြစ်ပါတယ်။ကျောင်း YUS College ရဲ့စာသင်ခန်းဖွဲ့စည်းပုံတွေသင်ထောက်ကူပစ္စည်းတွေသင်ကြားမဲ့ဆရာဆရာမတွေရဲ့ qualification တွေပေါ့နော်။ပြီးတဲ့အခါကျတော့စီမံခန့်ခွဲမှုဒီဟာတွေအကုန်လုံးဆိုလို့ရှိရင် ABE UK ရဲ့စံချိန်စံညွှန်းနဲ့ညီကိုင်းညီမှုရှိမရှိကိုစစ်စစ်ပြီးတဲ့အခါကျမှခွင့်ပြုတာပါlevel တစ်ခုကိုတစ်နှစ်အကြမ်းမြင့်အားဖြင့် level တစ်ခုကိုတစ်နှစ်ဆိုရင်ပြီးပါတယ်ဆိုတော့ကျောင်းသားအနေနဲ့ရွေးလို့ရပါတယ်ရှင်say level 4 level 5ပေါ့နော်နှစ်နှစ်ကိုမြန်မာနိုင်ငံမှာတက်သွားတယ်နောက်ဆုံး final year ကို UK မှာပွဲသွားယူခြင်းလဲဆိုရင်လည်းရတယ် or ပထမတစ်နှစ်ဒီမှာတက်တယ် second year third year UK သွားတယ်အဲ့လိုလည်းရတယ်မဟုတ်လို့ရှိရင်ဒီမှာ3နှစ်စလုံးပေါ့ဒီလိုရတဲ့အထိပြီးအောင်တက်သွားရင်လည်းရပါတယ်ရှင်today to learn more about the programs that we will be launching and the programs that we have to offer. နာမည်ကတော့ဒေါက်တာနီလာအောင်ဖြစ်ပါတယ်အခုလက်ရှိတော့ဒီ YUS ရဲ့ principal အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ပွဲလေးကတော့ကျမတို့ဒီ UK ခြေစ ABE program နဲ့ YUS နဲ့တရားဝင်ပူးပေါင်းဆောင်ရွက်တဲ့ပွဲလေးကိုအများပြည်သူသိရှိအောင်လို့မို့လို့မိတ်ဆက်ပေးတဲ့ပွဲလေးပဲဖြစ်ပါတယ်ဘာဖြစ်လို့ဒီပွဲလေးကိုကျင်းပရလဲဆိုလို့ရှိရင် YUS College အနေနဲ့ကျောင်းသားကျောင်းသူတွေကိုနိုင်ငံတကာအဆင့်မီရဲ့ပညာရေးစနစ်တစ်ခုကိုဖန်တီးပေးခြင်းတဲ့အတွက် ABE program ကိုတရားဝင်မိတ်ဆက်ပေးပြီးတော့မှဆောင်ရွက်သွားပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီကိစ္စကိုပြောမယ်ဆိုလို့ရှိရင်တော့တချို့တို့ဒီ YUS နေနဲ့ဆိုလို့ရှိရင်အင်မတန်ခုံစရာကောင်းတဲ့ကိစ္စလေးပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် ABE UK program ရဲ့ accreditation center တစ်ခုဖြစ်လာဖို့ approve ရဖို့ဆိုတဲ့ဟာတော့လွယ်ကူကူနဲ့ရရှိခဲ့တာမဟုတ်ပါဘူး။ခက်ခဲနဲ့ကျမတို့ရရှိထားတာပါ။ဒီ ABE UK ရဲ့သတ်မှတ်ထားတဲ့ဒီစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ဟာတွေကိုကိုင်းညီမှုရှိမရှိကိုအစစ်စစ်ပါတယ်ပေါ့နော်ဥပမာအနေနဲ့ပြောရလို့ရှိရင်ဒီကျောင်း YUS College ရဲ့စာသင်ခန်းဖွဲ့စည်းပုံတွေသင်ထောက်ကူပစ္စည်းတွေသင်ကြားမဲ့ဆရာဆရာမတွေရဲ့ qualification တွေပေါ့နော်ပြီးတဲ့အခါကျတော့စီမံခန့်ခွဲမှုဒီဟာတွေအကုန်လုံးဆိုလို့ရှိရင် ABE UK ရဲ့စံချိန်စံညွှန်းနဲ့ညီကိုင်းညီမှုရှိမရှိကိုစစ်စစ်ပြီးတဲ့အခါကျမှခွင့်ပြုတာပါဒါကြောင့်မို့လို့ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးခွင့်ပြုချက်ရရှိပြီးတော့မှ ABE program ကိုတရားဝင်ပေါ့နော်ဖွင့်လှစ်သင်ကြားခွင့်ရတဲ့ခါဆိုလို့ရှိရင်တော့ YUS ရဲ့ education quality က UK standard နဲ့တူတူပဲဖြစ်တယ်ဆိုတဲ့ဟာကိုသက်သေပြတဲ့သဘောလေးပဲဖြစ်ပါတယ်ရှင်။ YUS ကိုတည်ထောင်ထားတဲ့ခုနှစ်ကတော့2005ခုနှစ်ကတည်းကတည်ထောင်ထားရဆိုတဲ့ခုဆိုလို့ရှိရင်တော့20ကျော်သွားပါပြီ။ဟုတ်ကဲ့ပါအခု YUS မှာဆိုလို့ရှိရင်ကျမတို့ကဒီပေါ့နော် University Foundation Program တွေ IGCSE ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့ဒီ OTHM program တွေရဲ့နောက် GET program ပေါ့နော်ခုဒါနောက်တစ်ခုကတော့ခု ABE UK program ပေါ့အဲ့ဒါတွေကိုလက်ရှိသင်ကြားနေရပေါ့နော်အဲ့ဒီကနေကျောင်းသားကျောင်းသူတွေကနေပြမသူတို့ဒီနိုင်ငံတကာတက္ကသိုလ်တွေမှာဆိုလဲဆက်လက်ပညာသင်ကြားဖို့အတွက်ကလိုအပ်တဲ့ပေါ့နော်အရေးချင်းတွေနဲ့ပြေဝအောင်ကျောင်းကနေပြီးတော့မှ quality education ကိုအပြည့်အဝပေးဆောင်တဲ့အတွက်အဖက်ဘက်ကနေပြမအစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီမိဘတွေနဲ့ရောကျောင်းသားကျောင်းသူတွေနဲ့ရောဒီ YUS မှာလာရောက်ပြီးတော့မှယုံကြည်စွာနဲ့အနက်ပြီးတော့မှကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင်လို့ဆောင်ရွက်နိုင်ပါတယ်လို့ပြောကြားချင်ပါတယ် In this speech, as my role, what I'm going to perform before I say, together with me, I'm Surin Burma, with Surin and Burmese is Pali Silva, you are the Mount Ray, Surin, okay?အေးတက်တာပါခရစ်စလိုလည်းခေါ်ပါတယ် YUS မှာကျွန်တော် coordinator အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်ရရှိပါတယ်ရှင်ဟုတ်ဒီနေ့ကတော့အရာဟိုဂုဏ်ပွဲကောင်းနေပေါ့နော် YUSအတွက်ဂုဏ်ပွဲကောင်းနေပွဲလေးဖြစ်ပါတယ်ကျွန်တော်တို့ ABE နဲ့
အတူလက်တွဲပြီးတော့သူတို့ရဲ့ advanced diploma program တွေရဲ့နောက်ဆုံး University of Hertfordshire နဲ့ရှိရဲ့ pathway degree program လေးကို launch လုပ်တဲ့ပွဲလေးဖြစ်ပါတယ်ဟုတ်ကဲ့ရှင် ABE အနေနဲ့ကတော့သူက UK qualification တစ်ခုဖြစ်တယ်သူက level 3ပေါ့နော် foundation level ကနေစပြီးတော့ level 6 degree level ထိ vocational ဘက်ကနေပြီးတော့ business နဲ့ဆိုင်တဲ့ subjects တွေအတွက်courses တွေရှိတဲ့ UK qualification တစ်ခုဖြစ်တယ်ရှင်အဲ့ဒါကိုမြန်မာနိုင်ငံမှာဆိုရင်တော့ABE centers တွေလည်းရှိတယ် YUS အနေနဲ့ကတော့ဒီ ABE နဲ့စပြီးတော့ advanced diploma business နဲ့ဆိုင်တဲ့ဟာတွေစပြီးတော့သင်ပေးဖို့အတွက်ဖြစ်ပါတယ်ဟုတ်level တစ်ခုကိုတစ်နှစ်အကြမ်းမြင့်အားဖြင့် level တစ်ခုကိုတစ်နှစ်ဆိုရင်ပြီးပါတယ်ဆိုတော့ကျောင်းသားအနေနဲ့ရွေးလို့ရပါတယ်ရှင်say level 4 level 5ပေါ့နော်နှစ်နှစ်ကိုမြန်မာနိုင်ငံမှာတက်သွားတယ်နောက်ဆုံး final year ကို UK မှာပွဲသွားယူကျင်တယ်ဆိုရင်လည်းရတယ် or ပထမတစ်နှစ်ဒီမှာတက်တယ် second year third year UK သွားတယ်အဲ့လိုလည်းရတယ်မဟုတ်လို့ရှိရင်ဒီမှာ3နှစ်စလုံးပေါ့ degree ရတဲ့အထိပြီးအောင်တက်သွားရင်လည်းရပါတယ်ရှင်ပုံချစိတ်ကတော့ကျမတို့YUS မှာပေါ့နော် YUS မှာဆိုရင်တော့တစ်နှစ်ကိုပထမနှစ်ကို45သိန်းဒုတိယနှစ်ကို50ဆိုပြီးတော့အကြောင်းသားကလေးသတ်မှတ်ထားပါတယ်ဒီ launch လုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့စတက်မဲ့ February မှာစဖွင့်မဲ့အတန်းအတွက် scholarships တွေလည်းစီစဉ်ထားတာလေးရှိပါတယ်UK နဲ့မြန်မာနိုင်ငံဆိုရင်တော့ခုနဖန်တော်မှာပြောသွားသလိုပေါ့နော်ကျမတို့12ဆလောက်กว่าတယ်ပေါ့နော်ဆိုတော့အကြောင်းသားကနေစီးစားခြင်းနဲ့ကျွန်တော်ဒါလေးတွေတော့အားသာချက်အားနည်းချက်လေးရှိပါတယ်ရှင်ဟုတ်ကဲ့ဖြစ်ပါတယ်ခင်ဗျာဘာလို့ဆိုတော့ကျွန်တော်တို့မှလေဒီကျွန်တော်ဒီအဲ့ဒါလေးပြောချင်တာဘာလို့ဆိုတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့ခုနောက်ပိုင်းဆိုရင်ဒါ GED ကလေးတွေသွားကြတယ်အဲ့တော့ GED complete ဖြစ်ပြီးသွားလို့ရှိရင်ကလေးအတွက်ကဒီစဉ်းစားစရာဒီ local မှာပဲဆက်တက်ရမလားဒါမှမဟုတ် overseas ကိုပဲသွားမလဲဆိုတာဆိုရင်အခက်ကလေးရှိကြတယ်စဉ်းစားကြလေးလည်းများတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီစဉ်းစားစရာများတဲ့ခါမှာကြိုးကြော်လေးနိုင်ငံခြားသွားကြတယ်နိုင်ငံခြားသွားဖို့ဆိုတော့လည်းအများကြီးစဉ်းစားရတဲ့အထဲမှာဒီ UK ဆိုရင်တော့နည်းနည်းလေးတော့အလံဝဲသွားပြီဒါပေမဲ့အဲ့ဒီအချိန်မှာဒီ ABE ရဲ့အပြီးမှတ်ပြု diploma ဘွဲ့လေးကိုဒီမှာဒီလိုမျိုးဖန်တီးပြလိုက်တော့ကျောင်းသားတွေစဉ်းစားစရာတစ်ခုလေးပို့ပြီးတော့ရွေးချယ်စရာတစ်ခုတိုးလာတဲ့အတွက်ကြောင့်ကျောင်းမှုကျောင်းသားတွေလည်းအများကြီးထောက်ကူပေးမယ်လို့ယုံကြည်တယ်နောက်တစ်ခုကကျတော့တင်ကြားမှလည်းဒီနိုင်ငံခြားသွားစရာမလိုဘဲနဲ့ဒီမှာဒီအချိန်ကုန်တက်တာပြီးတော့ငွေကုန်ကြီးတက်တာနဲ့ဒီမှာတက်နိုင်တဲ့အတွက်ကြောင့်လည်းကျောင်းသားကျောင်းသားတွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ YUS ကဒီ quality education ကိုဦးစားပေးတယ်အဓိကထားတဲ့ဒီနိုင်ငံတကာစိတ်မီကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက်ကြောင့်ပြီးလို့ရှိရင်ဒီကျောင်းတွေနဲ့အများကြီးနဲ့ပဲချိတ်ဆက်ပြီးတော့လည်းလှုပ်တာလေးလည်းကျွန်တော်တွေ့ရတယ်ပြီးတော့အလုပ်တွေအများကျောင်းနဲ့ပတ်သက်ပြီးတော့လည်းကျိုးစားအလုပ်လုပ်တာတွေကျွန်တော်အများကြီးတွေ့ရတဲ့ကြောင့်ကျောင်းသူကျောင်းသားတွေအနေနဲ့တကယ်လို့များဒီ overseas study ဘက်ကိုတွားကျင်တယ်ဆိုလို့ရှိရင်ဒါ YUS ကိုရွေးချယ်တင်တယ်လို့ကျွန်တော်တိုက်တွန်းလို့ပါခင်ဗျ။ ဟုတ်ကဲ့ ABE သွားမယ်ဆိုရင်တော့ ABE တက်မယ်ဆိုရင်တော့ဒီမှာဆိုလို့ရှိရင်ဒီ YUS က Descent to Foundation တွေရှိတယ်ပြီးတော့ဒီ ABE ကနေသတ်မှတ်ပေးထားတဲ့ဒီ step by step လုပ်ပေးရမယ် ABE ကသတ်မှတ်ထားတဲ့ course တွေကလည်း YUS ကိုချပေးထားတဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်ဒီကျောင်းသူကျောင်းသားတွေဘာပြင်ဆင်ထားဖို့လဲဆိုရင်အဓိကတော့ကျွန်တော် high school ရဲ့ဒီ graduate တခုပေါ့ဥပမာ GED အဲ့လိုမျိုးတခုကိုပြီးတာနဲ့တိတ်ပြီးတော့စဉ်းစားကြမလို့ပဲနဲ့ဒီ YUS နဲ့ချိတ်ဆက်ပြီးတော့ ABE ရဲ့ program ကို ABE ရဲ့ diploma ဘွဲ့ကိုစူးစမ်းဖို့အတွက်ရယူဖို့အတွက်ဒါခြေလမ်းခံပြီးလို့ပါတယ်ကျွန်တော်တိုက်တွန်းလို့ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်မနာမည် Jessica Moses ဖြစ်ပါတယ်Nature's Way Montessori ရဲ့ founder နဲ့ principal ဖြစ်ပါတယ်ဒီနေ့မှာတော့ analyst တယောက်အနေနဲ့ပါဝင်မယ်ပေါ့နော်ကျွန်မပေါ့နော်သမီးလေးက international school တက်နေပါတယ်ဒါပေမဲ့ခလေးကငယ်သေးတော့ပေါ့နော်သူကတစ်ချိန်ကျရင်နိုင်ငံခြားကိုကျောင်းမသွားတတ်ချင်ဘူးပေါ့တချို့ကဒီမှာ international school တက်တယ်ဆိုလို့ရှိရင်ခလေးကိုနိုင်ငံခြားကျောင်းသွားပို့မှအဆင်ပြေမယ်လို့ထင်ကြတာပေါ့နော်ဆိုတော့ကျွန်မခလေးကတော့နိုင်ငံခြားကျောင်းမသွားချင်ဘူးပေါ့နော်ဖေဖေမေမေနဲ့မခွဲနိုင်ဘူးသူကပြောတယ်ငယ်သေးလို့လည်းအဲ့လိုပြောတာဖြစ်မှာပေါ့နော်ကြည့်ရင်တော့ဘယ်လိုပြောင်းလဲသွားမလဲတော့မသိသေးဘူးပေါ့ဒါပေမဲ့ဒီလိုမျိုးအခုဒီ YUS လိုမျိုးပေါ့နော်တခြား college တွေလည်းမြန်မာနိုင်ငံမှာရှိလာတဲ့အခါမှာကလေးတွေကဒီနိုင်ငံကနေပဲနိုင်ငံခြားအဖွဲ့ကိုလမ်းယူလို့ရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကြောင့်မို့လို့ကျွန်မဒီနေ့ပွဲလေးမှာလာပြီးတော့ကိုယ်တိုင်လည်းလေ့လာတာပါရှင်YUS ကကြတော့ပေါ့နော်ကျွန်မတီးတလောက်က2005ကတည်းကစခဲ့တာပေါ့နော်ဆိုတော့သူတို့ကတော့ GED ဘက်ကိုအားတာတယ်လို့တွေ့ရတယ်ပေါ့နော်ကျွန်မလေ့လာထားတာပေါ့နော်ဆိုတော့2005ကတည်းကစခဲ့တဲ့ GED
ကျောင်းလေးဖြစ်တဲ့အတွက်20ရှိပြီဆိုတော့ပေါ့နော်သူအနေထားခိုင်မာတဲ့အနေထားလေးရှိတယ်လို့မြင်ပါတယ်ရှင်ဟုတ်ဆိုတော့ ABE program နေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ YNUS မှာဒီလိုမျိုးခိုင်မာတဲ့20လောက်ရှိပြီဖြစ်တဲ့အကြောင်းကလေးမှာပေါ့နော်ဒီပလိုမာတန်းတွေကောအခုဆိုရင် degree လဲရပြီလို့သိရတယ်ပေါ့နော်ဆိုတော့စီးပွားရေးဖွဲ့တွေစိတ်ဝင်စားရဲဆိုလို့ရှိရင် YNUS ကို join ဖို့ဖိတ်ခေါ်ပါရရှင်